မယုံဆိုရင်ပြောင်းလို့ရ မပြောင်းတော့ပါဘူးဖေ မပြောင်းတော့ဘူးဒီဗုဒ္ဓစကုတမီးရဲ့အဖြေကိုမှတ်ပေးပါဒီဗုဒ္ဓစကုကဲပရိသတ်များကိုဘုန်းကြီးတို့ခွင့်ပြုပေးမယ် A B C D အဖြေမှန်ဘာလို့ထင်လဲတတိရှင်ဖြေပြစာအုပ်လှမ်းကြည့်အရှုံးနော်စာမျက်နှာအညွှန်းကဘုန်းကြီးတို့ကတတ်တည်တက္ကရာဖြစ်အောင်ထည့်ပေးထားတာလိုက်လှမ်းကြည့်ပြီးអော်ဝတ်ထားတာမဟုတ်ဒီဗုဒ္ဓစကု30တန်မေကွန်းအဖြေမှားလို့ရှိရင်တော့ဘုန်းကြီးတို့ဒီနေရာမှာရက်နားရမယ့်အစီအစဉ်ဖြစ်ပါတယ်ဥဇေယဓမ္မိုးတန်တာပင်လုံဒီဇယ်ပတ်နော်ဇယ်လုပ်ငန်းကနေပြီးတော့စွငွေ3သိန်းကျပ်ချီးမြှင့်ပါတယ်စုရဒီလိုတော့မဟုတ်ဗျာကလေးတို့ဇေယရွှေမြေဆရာတော်အရှင်ဝါတထတကုံစိတ်ကန်း88ရပ်ကွက်ဇေယရွှေမြေမောဂုတ်ဝိပဿနာဓမ္မဣတာကစွငွေ3သိန်းကျပ်ပိုးစကားဆရာတော်နဲ့တန်ကျုပ်ဆရာတော်များကိုလည်းပဲစုချလို့ရှင်လက်ခံပါတယ်လို့ပြောပါတယ်မိတ်ဆက်ပေးခြင်းပါတယ်ဘုန်းကြီးတို့ခုနကထိုင်တဲ့တန်ခါ9ပါးမဟုတ်တော့ပါဘူးပြောင်းသွားပါပြီနော်ဒီဘေးကဒေါက်တာသုစနကပါဘုန်းကြီးတို့ဒုတိယဥက္ကဋ္ဌဆရာတော်ပါဘဘကတော့ပြင်မြတ်ပါရမီဆရာတော်ဒေါက်တာဝါယမိန်ဒပါဘုန်းကြီးတို့အဖွဲ့ဒုတိယဥက္ကဋ္ဌဆရာတော်ပါဘုန်းကြီးကတော့ပြင်ဒေါက်တာပန္တိတဘိက္ခုပါဥက္ကဋ္ဌဆရာတော်ပါဒါကတော့ပြင်မနာဘတာကြီးကိုရီးယားဆရာတော်ဘုန်းကြီးတို့အဖွဲ့ရဲ့ဂုဏ်ဆောင်နာယကဖြစ်ပါတယ်ဘဘေးကတော့ပြင်ဒုတိယဥက္ကဋ္ဌဆရာတော်ဗုဒ္ဓဓမ္မစင်တာဆရာတော်ဘုန်းကြီးဝိနကဇောတိဖြစ်ပါတယ်ဥက္ကဋ္ဌဆရာတော်4ပါးနာယကဆရာတော်1ပါးစောစောတော့နာယကဆရာတော်4ပါးထိုင်သွားတယ်နော်စွငွေ330ပရိသတ်တွေကလည်းပဲဒီလိုဖြေထားတယ်အကယ်၍မှားသွားလို့ရှိရင်အဲ့ဒီပရိသတ်ကြီးတရားခံဆိုတာ record ဖန်ထားပေးပါကိုကျော်တော်လင်းတင်ပါဗျာအဖြေမှန်စက်ခိုင်းမလို့စုလေးရောက်လာလို့ကြီးညာလိုက်အောင်မယ်နော်တင်ပါဗျာပုဂ္ဂလေးကန်းကောက်1000ဆရာတော်ကနေပြီးတော့ဥဒိတကစွငွေ3သိန်းကျပ်ချီးမြှင့်ပါတယ်နာမည်တွေပဲလာတယ်နော်စွငွေပါမလာဘူးနော်ဘုံအာမမခံဘူးနော်စီးရင်တော့မှတ်ထားပေးမယ်နော်ဗီဒီယို record လည်းရှိတယ်နော်အဲ့ဒီပုဂ္ဂိုလ်တွေဆိုလည်းဘုံသိတယ်ဒေါက်တာဇောတိကကိုအမှုထားပြီးတော့ယဟန်တကဥမန်စိန်ယဟန်အမဒေါက်ခင်စပယ်မိသားစုကော့တောင်းကသမီးစွငွေအဖြေမှားသည်ဖြစ်စေအစင်မြင်ပြောနေကြလားကြည်ပါဗျာသမီးစွငွေမှားသည်ဖြစ်စေမှန်သည်ဖြစ်စေဒါတော်ဇောတိကကိုအမှုထားပြီးတော့ယဟန်တာကဥမန်စိန်ယဟန်မဒေါက်ခင်စပယ်မိသားစုကကော့တောင်းကနေပြီးတော့စွငွေ10သိန်းချီးမြှင့်ပါတယ်ဒေါက်တာဇောတိကဘုန်းကြီးတို့အဖွဲ့ရဲ့တွဲဘက်တွင်မှုဆရာတော်ကလည်းပဲစွငွေ10သိန်းထပ်ပြီးတော့ချီးမြှင့်ပါဦးမယ်အပူစွငွေ30ပေါင်းပေးပါစွငွေဘယ်လောက်ရှိပြီလဲတင်ပါကိုကျော်တော်လင်းအဖြစ်စစ်ပါမယ်တင်ပါဗျာဒီတစ်ခါသမီးလေးခက်ခဲဆုံးဖြတ်ချက်ချပြီးတော့ဖြေရတဲ့နေရာဖြစ်ပါတယ်စုချင်းငွေ30တန်မိကွန်းဖြစ်ပါတယ်မိကွန်းလေးကလူတစ်ယောက်ဘယ်အချိန်မှာဘယ်လိုတရားနဲ့ကျွတ်တန်းဝင်မလဲဆိုတာကိုဧကန်တိသောစက္ခုအမျိုးအစားသည်
မြည်သည့်စက္ခုဖြစ်ပါသည်လို့မေးထားပါတယ်သမီးလေးကအဖြေကိုဒီဗုဒ္ဓစက္ခုလို့ယုံကြည်စွာနဲ့ဖြေဆိုလိုက်ပါပြီစုချင်းငွေချက်30တန်မေခွန်းရဲ့အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာလူတယောက်ဘယ်အချိန်မှာဘလို့တရားဖြင့်ကျွတ်တန်းဝင်မိကိုတကယ်သိတဲ့မျက်စိမျိုးစားဟာဗုဒ္ဓစက္ခုပါဗုဒ္ဓစက္ခုဆိုတော့မြတ်စွာဘုရားမျက်လုံးတော်ကပဲမြင်ပါလိုက်မယ်ဗုဒ္ဓစက္ခုမှာဒီဉာဏ်တော်ဘယ်နှပါးရှင်လဲလေ့လာမို့လားတင်မဘယ်နှပါးရှင်လဲနှစ်ပါးပါဗျာဟောဘာတွေလဲပြောလို့ရမလားအာတယာနုတယဉာဏ်နဲ့အိန္ဒြိယပရောပရိယတဉာဏ်ဖြစ်ပါရဲ့ဗျာသမီးတို့မေကွန်ရှိမဆက်ခင်ဖုံဖုံကိုယ်တိုင်ဘောနက်9သိန်းပေးမယ်အဲ့ဒီညံနှစ်ပါးရဲ့အတိတ်ပဲကိုဆက်ဖြည့်နိုင်ရင်9သိန်းထပ်ရအာတယာနုတယညံကဘာအတိတ်ပဲလဲအိန္ဒြိယပရောပရိယတိညံရောဘာအတိတ်ပဲလဲဒါခုနက play of state နဲ့မဆိုင်ဘူးနော်တင်မအိန္ဒြိယပရောပရိယတိကဒုတိယအင်းရင်ကြံမတင်ချက်ကိုသိရပါဗျာတသိန်းခွဲရပြီအာတယာနုတယကရောရပြီတပည့်ရှေးစဉ်းစားမနေနဲ့ပြင်ပန်းတယ်တင်မနော်အဲ့လိုသိလို့ရှိရင်ဘုံဘုံတို့ကျင့်တတ်တယ်အဓိကပြောချင်တာကတော့ဖြင့်လူတယောက်တရားသူရဖို့မရဖို့ကိုသိနိုင်တာဘယ်သူပဲရှိလဲဗုဒ္ဓပဲမြတ်စွာဘုရားရှင်တဆူပဲရှိတယ်တင်မမြတ်စွာဘုရားမဟုတ်ဘဲနဲ့ဒီလူဟာသောတာပန်ဒီလူဟာတက္ကရာကံဒီလူဟာအနာကံလို့ပြောနေတဲ့ပုဂ္ဂိုလ်တွေဟာသူ့ကိုယ်သူဘာလို့ဝန်ခံတာလဲဘုရားလို့ဝန်ခံနေတယ်လို့ဖြစ်မယ်မြတ်စွာဘုရားကအခုရှိသေးလားမရှိပါဘူးမရှိတော့ပရိနိဗ္ဗာန်ဆံပါပါဗျာအဲ့တော့လောကမှာလိန်လိုကောင်းတဲ့ပုဂ္ဂိုလ်တွေလိန်နေကြတဲ့အပိုင်းကိုဒီစာကိုကြည်ပြင်းအဖြစ်အားလုံးသောလူတွေအလိမ်မခံပါစေနဲ့လို့ဘုန်းကြီးတို့မေးပြပါနော်ဒီတော့မေကွန်းနံပါတ်960တန်မေကွန်းသမီးအဆင်ပြေမလားနားကျင်သေးလားမနာတော့ပါဘူးဗျာပင်မနေလားရပါဗျာရတယ်နော်ရပါဗျာမေကွန်းနံပါတ်9ဒီတစ်ခါတော့အောက်ကကြမ်းညွှန်းမပါတော့ဘူးမြတ်စွာဘုရားရှင်သည်ယနေ့အချိန်ထိတတ်တော်ထင်ရှားရှိနေ၍ကျွန်ုပ်တို့ဟောဒီအခမ်းအနားမှာဖူးတွေ့ခွင့်ရှိနေကြအောင်မယ်ဆိုလျင်မြတ်စွာဘုရားရှင်ရဲ့တတ်တော်ညီမြရှိ၍နေပါမည်နီ360တန်မေကွန်းစဉ်းစား360တန်မေကွန်းမြတ်စွာဘုရားရှင်သည်ယနေ့အချိန်ထိတတ်တော်ထင်ရှားရှိနေ၍ဟောဒီအမျိုးသားဆက်ရောက်ရန်ကုန်ကြီးထဲမှာဖူးတွေ့ခွင့်ရနေအောင်မယ်ဆိုလျင်မြတ်စွာဘုရားရှင်ရဲ့တတ်တော်မြည်မြရှိနေပါမည်နီ360တန်မေကွန်းအေးစစ်စစ်စဉ်းစားဖို့အချိန်ပေးပါမယ်ပရိသတ်တွေကအတန်လေးတိတ်ပေးစီလိုပါတယ်
သမီးဣကြပြီသမီးတို့နားနေဖို့ရမ်းပင်ပန်းနေတယ်နော်အဲ့ဒီမိကုံးလေးကိုနားတဲ့သွင်းပြီးတော့ဟိုဘက်ခုံလေးမှာခဏ10မိနစ်လောက်အနာပေးလိုက်နော်ရမ်းပင်ပန်းနေတယ်ကလေးကိုနားဖို့အတွက်မပိတ်နေရတယ်ခဏလေးကလေးကိုအနာပေးလိုက်ပါနော်ရမ်းပင်ပန်းနေတယ်စိတ်ဖြစ်စီမှုလည်းအရင်များနေတယ်ရေလေးတက်အနာလေးပေးနော် project တာလေသမီးကAC relax လုပ်ပြီးတော့စဉ်းစားလို့ရအောင်နော်စဉ်းစားလို့ရတယ်တွက်ချက်လို့ရတယ်ဒါတွေက video clip လေးတစ်ခုရှိတယ်စဉ်းစားဖြစ်ခဲ့တဲ့ဟာတွေအားလေးပြပေးတယ်ညာလိုက်ပုံနဲ့တင်ပေးလိုက်ဖြေလာခဲ့တာရှိတယ်အခုဟို audio video set ဘိုင်းဆိုင်ရာဇာတ်ကားတွေကဒီကလေးတွေရဲ့အစင်းစင်ဖြတ်တန်းခဲ့ရတဲ့ video ကလေးလေးရှိတယ်အားလုံးလည်းသူ့ကိုဘယ်လိုဖြတ်တန်းခဲ့ရလဲဆိုတော့သိလို့ရအောင်အဲ့ဒါလေး video ကလေးလေးခဏထိုးပြပေးကြပါဦးဒီဟာတွေတင်ရအောင်မထိုးဘူးဗီဒီယိုအရင်ပြောကျောင်း report ပြီးကျောင်း report ကိုမှတင်စာရောင်းနေမြတ်ကိုရင်လာလိမ့်မယ်ပထမဆုရှင်ရဲ့အစင်းစင်းဖြည့်ဆိုခဲ့တဲ့ဗီဒီယိုဖိုင်မှတ်တမ်း9မိနစ်စာကိုဘုန်းကြီးတို့လူကြီးများစုံလုံးကြည့်ရှုပေးစီလိုပါတယ်ဒီအဆင့်ထိရောက်အောင်ဒီကျောင်းသားသည်ဘယ်လောက်ထိမေကုံပေါင်းများစွာကိုဖျက်ဆီးပြီးတော့ဖြည့်ဆိုခဲ့ရတယ်လဲဆိုတာကိုခေတ္တခဏကြည့်ရှု၍အားပေးစီလိုပါတယ်သမီးဣကြဖြူရဲ့အစင်းစင်းဖျက်ဆီးခဲ့တဲ့မှတ်တမ်းဖြစ်ပါတယ်ဌာနမှာဗုဒ္ဓမမကဗုဒ္ဓယဉ်ကျေးမှုအသင်းမှာမအိကြဘူးပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့သမီးငယ်လေးစတင်ပြီးတော့ရွေးချယ်လို့ရပါပြီခင်ဗျာ။သမီးငယ်လေးရဲ့အမတ်စဉ်နံပါတ်6ဖြစ်ပါရခင်ဗျာ။သမီးငယ်လေးမတ်ဣကြပြူရဲ့ဖြေဆိုပူဇော်ရမယ့်ခေါင်းစဉ်အမည်ကတော့သူ့ကိုဖြက်ကကိုပြက်ရခေါင်းစဉ်ပဲဖြစ်ပါရခင်ဗျာ။စတင်ဖြေဆိုပူဇော်နိုင်ပါပြီခင်ဗျာ။သမီးဖြေဆိုပူဇော်မဲ့ခေါင်းစဉ်လေးကတော့သူ့ကိုဖြက်ကကိုပြရဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်သူတပါးကိုဖြည့်ဆည်းခြင်းအနေဖြစ်အောင်ပြုလုပ်ခြင်းဟာနောက်ဆုံးမှာတော့ကိုယ်တိုင်ပျက်စီးခြင်းဒုက္ခရောက်ခြင်းများကိုဖြစ်စေတတ်ပါတယ်ရှင်အလွယ်လေးနဲ့ပြောရမယ်ဆိုရင်တော့ကိုပြုတိကံကိုထံပြန်ဆိုသလိုပဲပေါ့ရှင်သမီးတို့ပြုလုပ်ထားတဲ့လုပ်ရတိုင်းဟာသမီးတို့အပေါ်ကိုတိုက်ရိုက်အကျိုးသက်ရောက်မှုတွေရှိနေပါတယ်ရှင်သူတပါးတွေအပေါ်မှာမကောင်းတာတွေကိုမကြံစီဘဲနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြသူများဖြစ်ကြပါစေလို့တောင်းဆုချွေရဲ့သမီးရဲ့ဖြေဆိုပူဇော်မှုကိုဒီမှာပဲအဆုံးသတ်နှီးကုန်းချုပ်ပြရစေရှင်။ဟုတ်ကဲ့ပါ။ဒီတစ်ခါသမီးငယ်လေးဣကြပြူเนาะသမီးလေးကဘယ်မိကုန်းလော်လဲဆိုတာစပင်ဝီလေးစမယ်ပြပါခင်ဗျာ။မြန်မေးမြန်ဖြေမိကုန်းလော်အမတ်စဉ်3စတင်ပါပြီစံတော်များကိုထာပနာ၍ဇေဒီတီထားကိုးကွယ်တဲ့ခုနှစ်ရက်နေ့မာသကရတရား3ခုနှစ်တပေါင်းလာပြီဗုဒ္ဓဟူးနေ့ရွှေဒဂုံဖျားရဲ့ထီးတော်အမြင့်ပေ53မေ8လက်မှရွှေဒဂုံဖျားရဲ့အနောက်ဘက်ဇောင်းတန်းမှာလှေကလေးပေါင်းဘယ်လောက်ရှိပါသလဲ164ထည့်ပါရှင်ရွှေဒဂုံဖျားရဲ့အနောက်ဘက်အာယုံကန်တစ်စောင်းမှာတရင်သုံးတဲ့ဖျားရှင်ရဲ့ဘွဲ့တော်ကတ္တပမဆာပြဖြစ်ပါရှင်ရွှေဒဂုံဖျားရဲ့ထီးတော်ဘုံစင့်အရေးအတွက်9ဆင်းဖြစ်ပါရှင်ရွှေဒဂုံဖျားရဲ့ရင်မြေမှာရှိတဲ့ဇေဒီတော်များအရေးအတွက်
25စုပြပါရှင် စံတော်များပင်းဆောင်လာတဲ့တပုတ်သားနဲ့ဗလိကရဲ့ဖခင်အမိ သူဝနာတတိပြပါရှင် ရွှေကုံဖျားထီတော်မှာပူဇော်ထားတဲ့ယရနာမျိုးစုံအရေးအတွက် 83,850ခုဖြစ်ပါရှင် ရွှေကုံဖျားရဲ့ရင်ပြင်မှာမြည်သူမြဖဏမစီယဆိုတဲ့အမိန့်ကိုထုတ်ပြန်ခဲ့တဲ့ခုနှစ် မြန်မာခုနှစ်1980ခရစ်ခုနှစ်1919ခုနှစ်ဖြစ်ပါရှင် ရွှေကုံဇေဒီသမိုင်းမြန်မာဘာသာနဲ့ကြောက်စာတည်ရှိတဲ့မုတ် တောင်ပတ်မ ပထမတစ်ချိန်အုပ်စုနံပါတ်လေးစပြီးတော့ရွေးပြပါခင်ဗျာ13ဖြစ်ပါတယ်ဖေယားကဲဒုတိယအုပ်စုနံပါတ်လေးဆက်ပြီးတော့ရွေးပြပါအောင်ခင်ဗျာသမီးလေး each of you ဒုတိယတစ်ခါဖြည့်ဆိုရမယ့်အုပ်စုနံပါတ်အမှတ်စဉ်18ဖြစ်ပါတယ်ဖေယား group 73ရဲ့မေကွန်3ခုကပထမတစ်ခုကပါတလီပုတ်မြို့ကြီးပျက်စီးရခြင်းအကြောင်းတရားမြည်မျှရှိပါသနည်းဒုတိယမေကွန်ကဖျားအလောင်းတော်ပရိသေတွေတည်နေပြီလို့ပညာရှိများကြိုတင်သိနိုင်ကြောင်းပုပ္ပနမိတ်ကြီးအည်အတွက်မြည်မျှရှိပါသနည်းတတိယမေကွန်ကနှစ်ကျိတ်ရှိစုမြတ်စွာဘုရားရှင်တို့မှာစင်ရင်စည်းလျက်တောထွက်တော်မူသောဘုရားရှင်ပေါင်းဘယ်နှစုရှိခဲ့ပါသနည်း 1အဖြစ်3ပါ2အဖြစ်32ပါ3အဖြစ်6စုလို့ဖြစ်ပါတယ်ရှင် မှန်ပါတယ်ခင်ဗျာပထမမိကုံးလေးကမြတ်စွာဘုရားရှင်သည်ရှင်ယာဟုလာအားတီးတန့်ဟောကြားတော်မူခဲ့တဲ့တုတ်တန်တရားပေါင်းအရေးအတွက်မြည်မျှဟောကြားခဲ့ပါသနည်းဒုတိယမိကုံးလေးကလူပြည်မှာမြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်တို့မှရှေးဦးစွာထွက်ပေါ်လာသောဇေဒီအရေးအတွက်မြည်မျှရှိပါသနည်းတတိယမိကုံးလေးကမြတ်စွာဘုရားဆိုတဲ့အတန်ကိုကြားလိုက်ယုံမျှနဲ့အနာတပိန်တထေးကြီးရဲ့စိတ်အစဉ်မှာဖြစ်ပေါ်လာတဲ့နှစ်သက်မှုပီတိဟာအမျိုးအစားပေါင်းမြည်မျှရှိပါသနည်း 6ခု20စု35မျိုးဖြစ်ပါတယ်ရှင် မှန်ပါတယ်ခင်ဗျာတိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ဟာတိုင်းသူပြည်သားလူအများကိုချီးမြှောက်တဲ့သင်္ကဟတရားဘယ်နှပါရှိပါသလဲ 4ပါရှိပါတယ် မှန်ပါတယ်ခင်ဗျာချစ်ချင်းမုန်းချင်းတို့ရဲ့အခြေခံအကြောင်းဖြစ်တဲ့တဏှာစန္ဒမြည်မျှရှိပါသနည်းချစ်ချင်းမုန်းချင်းတို့ရဲ့အခြေခံအကြောင်းတရားဖြစ်တဲ့တဏှာစန္ဒဘယ်လောက်လဲလို့မေးထားပါတယ် 5ပါရှိပါတယ် တမီးလေးအဖြေတည်ပြပါလားခင်ဗျာ တည်ပြပါတယ် မှန်ပါတယ်ခင်ဗျာနတ်ပြည်မှာနေထိုင်ကြတဲ့နတ်သမီးနတ်သားများစုတေတေဂာနီအချိန်မှာတေအန်သောနမိတ်ပုပ္ပနမိတ်ဘယ်နှပါထင်ပါသနည်းတဲ့နတ်ပြည်မှာနတ်သားနတ်သမီးတွေစုတေဂာနီကျွန်တော်တို့လူလိုဆိုရင်တေဂာနီအချိန်မှာတေအန်နဲ့နမိတ်ပုပ္ပနမိတ်ဘယ်နှပါထင်ပါတယ်လို့မေးပါတယ် 5ပါပါ မှန်ပါတယ်ခင်ဗျာမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲရဲ့ပထမစုကိုထိုက်တန်စွာစုခုရရှိသွားတဲ့ဝိနာစုရှင်ကတော့ဗုဒ္ဓမာမကရည်ချမ်းမှုအသင်းမအီချာဗျူ Congratulations ပါခင်ဗျာကျွန်တော်တို့ရဲ့ဆုရှင်တွေအားလုံးအတွက်လက်ခုပ်တိုင်ကြိတ်ကြားကြပါခင်ဗျာ က
ကလေးရဲ့ဖြတ်တန်းခဲ့တဲ့အစဉ်စဉ်ကိုဒကာကြီးဝန်ကြီးချုပ်နဲ့အစိုးရဒကာတွေပဲချီကျူးကြည့်လို့ရအောင်နည်းနည်းလေးဗီဒီယိုကလစ်လေး highlight လုပ်ပြီးတင်ပေးထားတာပါဘုန်းကြီးကအခုကကလေးတွေစဉ်းစားဖို့အချိန်ပေးရင်းနဲ့ကြော်ညာလေးတစ်ခုဝင်ကျင်ကြော်ညာဆိုတာတဲ့အတိပေးတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့လေအလှခံတယ်ဆိုလည်းမှန်တာပေါ့ဒါပေမဲ့ဒီကာလမှာအလှခံလို့ကတော့အားနာပေမဲ့နည်းနည်းတော့အတိပေးကျင်တာပေါ့တရားရှိတဲ့လူတွေပေါ်လာရင်လည်းပို့ပြီးတော့ပြီးမြောက်အောင်မြင်မြန်ပြစံပြီးသွားတာဘုန်းကြီးတို့ဒီသုတ္တဆုံလင်ဘုဒ္ဓဝင်အဖွဲ့ကြီးမြန်မာနိုင်ငံလုံးဆရာသုတ္တဆုံလင်ဘုဒ္ဓဝင်အဖွဲ့ကြီးဟာနိုင်ငံနဲ့ချီပြီးလုပ်တဲ့အဖွဲ့ကြီးဖြစ်ပါတယ်ဒီအဖွဲ့ကြီးရဲ့သာသနာ့ဘုလုပ်ငန်းကစေတနာတရားထက်သန်ပြီးတော့ပေါင်းစည်းပြီးတော့လုပ်ပေမဲ့ဒီအဖွဲ့ကြီးရဲ့ကိုပိုင်အဆောက်အဦရုံးကန်ကဏလုပ်ငန်းဆောင်တာတွေလုပ်ဖို့အတွက်ကတည်တံ့အဆောက်အဦခန့်ခန့်ထဲမပြီးစည်းသေးဘူးပေါ့မရှိသေးတာလည်းပါတော့အခုတော့အဲ့ဒါကိုစတင်ပြီးတော့အကောင့်တွေပေါ်ပြီးတော့ဘုန်းကြီးတို့သုတ္တဆုံလင်ဘုဒ္ဓဝင်ကျောင်းတော်ရဲ့လုပ်ငန်းတွေလက်ပတ်ဖို့အတွက်အဲ့ဒါဗီဒီယိုကလစ်ကမသွားတော့လားနော်အစာဦးတိဆောက်နေတာပေါ့တိဆောက်နေတော့မနစ်ကစပြီးတော့နိုင်ငံတော်သံဃာမဟာနဂါဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တိုင်ကြွရောက်ပြီးတော့ပနက်တင်ပေးတယ်ပြီးလို့ရှင်ဆရာတော်ကြီးကိုယ်တိုင်လည်းသိန်း100မတီးပြီးလှူဒန်းထားတဲ့အပြင်ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ကလည်းပဲဒီထဲမှာတက်ပြီးတော့လှူထားတဲ့အလှူငွေလည်းရှိတယ်အဲ့ဒီအလှူငွေတွေနဲ့ဘုန်းကြီးတို့ကျောင်းအဆောက်အဦကိုတိဆောက်ရေးလုပ်ငန်းတွေလုပ်နေပြီပေါ့လုပ်နေတော့အခုဘလောက်တိုင်းတာတွေပြီးသွားပြီလဲဆိုတော့အောက်ခြေ foundation အပိုင်းတော့ပြီးသွားပြီပေါ့ဒီအဆောက်အဦကလေအဲ့တော့ foundation အပိုင်းလောက်ပဲပြီးသွားအပေါ်တော့တက်မလာသေးတဲ့အနေထားဆိုဘာဖြစ်လို့တက်မလာသေးတာလဲဆိုရင်ပြောမယ်ဆိုရင် budget မရှိလို့တက်မလာပေါ့နော် budget မရှိတာရဲ့အခြေအနေအကြောင်းတစ်ခုရှိနေတာရဲ့အကြောင်းဘုန်းကြီးတို့အဆောက်အဦကအပေါ်ကိုပြီးမြောက်တဲ့အထိရောက်မလာသေးတဲ့အနေထားရှိတယ်နော်အဲ့တော့အနေထားတွေရှိတော့လှူထားတဲ့အလှူရှင်တွေမနစ်ကဆိုရင်1900ကျော်လောက်လှူထားတာရှိတာပေါ့နော်နိုင်ငံတော်သံဃာမဟာနာဥက္ကဋ္ဌဆရာတော်ကြီးက100လှူဒန်းတယ်ဦးမင်းစောဒေါ်ဝိရေသမီးဆောင်းမေဦးကျွန်းဝိရေထွန်မိသားစုတို့က450လား450ဦးအောင်တန်းဒေါ်မာလာခိုင်ရွှေဦးရွှေဆိုင်မိသားစုက300ကျော်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့300ကျော်လှူထားတာဝင်းစားညီမများက300ကျော်ကွယ်လွန်သူမိဘများဖြစ်ကြသောဖခင်ဦးစံသိန်းမိခင်ကြီးဒေါက်ခိုင်ထားရီတို့အားမိဘကျေးဇူးအထူးယေရှု၍သားသမီးများဖြစ်ကြတော့ဒေါ်တန်းတန်း၏ဥမောင်မောင်ဒေါ်ဖြူဖြူဝင်းဦးထွန်းသိန်းဒေါ်နီလာသိန်းဒေါ်ဝဝင်းဆရာမကြီးဒေါ်မေပလဲဒေါ်စန္ဒမောင်နှမတစုက200ကျော်လူတန်းထားပါတယ်တဲ့ဥမောင်မောင်ဆွေတရားသူရမသိန်းဒေါက်တာမြတ်တီတာဆွေမိသားစုကလည်း100လူတန်းထားဆိုတော့မနစ်ကအလူကန်ရရှိငွေ900ကျော်1900ကျော်ရရှိတာပေါ့နော်အဲ့ဒီ3900ရရှိထားတဲ့အလှူငွေကိုအခုအသုံးပြုထားပြီးတာကသိန်းပေါင်း1550လှူထားအသုံးပြုထားပြီးတော့ကျန်ငွေကသိန်း150ကျော်လောက်ပဲကျန်တော့တယ်ဒီအဆောက်အဦရဲ့အကျန်းတဲ့ပြီးဖို့အတွက်ဆိုရင်သိန်း2200လောက်ထပ်ပြီးတော့လိုအပ်တာဆိုတော့အဲ့2200လောက်ထပ်ပြီးဖြည့်လိုက်ရင်တော့အကျန်းတဲ့ပြီးသွားမယ် decoration ဘိုင်း ID ဘိုင်းရောအကုန်လုံးအချောပိုင်းထိသွားမှာဆိုတော့သိန်း9000ကျော်လောက်အသုံးပြုဖို့လိုအပ်နေတဲ့အနေအထားရှိတာပေါ့နော်အဲ့တော့အချောပုံလေးတစ်ချက်လောက်နောက်ကအဲ့ဒါအချောတွေပါပဲအချောတဲ့ပုံစံလေးပြီးတဲ့အထိသိန်း9000ကျော်လောက်တော့အသုံးပြုရမယ်ခေတ်ကာလဈေးကြီးတာလည်းပါလာဆိုဒီထက်လည်းပိုမှာပေါ့နော်ဒါပေမဲ့လောလောဆယ်အကျန်းတယ်လောက်ကိုအရင်ပြီးထားရင်တော့လုပ်ငန်းလေးတွေရှိသလောက်လေးနဲ့စားလို့ရတာဆိုအကျန်းတယ်လောက်အလူရှင်ပေါ်လာရင်ဝယ်မစိုးဘူးပေါ့ဘုန်းကြီးတို့သိန်း2200လောက်ထပ်ပြီးတော့ရလာနိုင်လဲမစိုးဘူးပေါ့အကယ်၍များတရားထက်တန်လို့သာသနာ့ပြုလုပ်ငန်းတွေမှာပိုးပေါင်းပြီးပါဝင်နိုင်မယ်ဆိုရင်တော့ဘုန်းကြီးတို့ကအလွန်အမတန်ဝမ်းမြောက်ဝမ်းသာဆိုတာသာဓုခေါ်တာပေါ့နော်အဲ့လိုပါပဲဘုန်းကြီးတို့ကဒကာဒကာမတွေကိုအတိပေးသလိုဘုန်းကြီးကိုယ်တိုင်လည်းပဲဒီအဖွဲ့ကြီးထဲမှာဥဆောင်ပါဝင်တဲ့အပြင်လိုအပ်တဲ့နေရာကပံ့ပိုးပေးတာဖြစ်တော့ဒီအဆောက်အဦအတွက်ကိုလည်းဘုံဘုံကိုယ်တိုင်အခုဒီမှာပဲတထိုင်နဲ့တရားပေါက်ပြီးတော့350မတီလှူဒန်းဖို့ဂတိပြုပါတယ်အလုံးသာဓုခေါ်လို့ရပါနောက်ထပ်ဆရာမကြီးဒေါ်မေပလဲအခုလဲဘုံက350လှူသလိုဆရာမကြီးဒေါ်မေပလဲမိသားစုကလည်းနောက်ထပ်354သိန်းကိုထပ်ပြီးတော့လှူပါတယ်အလုံးသာဓုခေါ်ပေးကြပါဦးသာ
ဒါကျန်တဲ့အလူတွေလည်းအားလုံးပူပေါင်းပြီးပါဝင်ပြီးတော့ဒီသာသနာပြုကုသိုလ်ဒုကြီးကိုအတူတကွလက်တွဲပြီးတော့သာသနာပြုနိုင်ဖို့အတွက်ဘုန်းကြီးတို့ကြားဖြတ်အနေနဲ့ဘုရားဒီဗုဒ္ဓဝင်သာသနာပြုကျောင်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာများပို့ပြီးအေးချမ်းချမ်းလှုပ်ဆောင်နိုင်ဖို့အတွက်သုဒ္ဓဆုံလင်ဗုဒ္ဓဝင်ကျောင်းတော်ကြီးတည်ဆောက်မှုလုပ်ငန်းကိုအတိပေးများတဲ့အတွက်ကလေးတွေဘာသာရေးနဲ့ပတ်သက်ပြီးနဲပါနေတဲ့အချိန်လေးတွေမှာအားနည်းနေတဲ့အချိန်မှာဒီကုသိုလ်ကောင်းမှုရာအားလုံးကိုလှုံ့ဆော်ပေးတယ်လို့ဖြစ်တဲ့အပြင်အလွန်တန်ဖိုးရှိသောအလွန်အကျိုးများသောကြီးရှုသူတွေအတွက်ကိုလည်းဘုဒ္ဓအလွန်ပြည့်ပြည့်စုံသောဒီသုဒ္ဓဆုံလင်ဘုဒ္ဓတွင်ပြိုင်ပွဲကြီးနဲ့ပတ်သက်တဲ့သာသနာပြုကုသိုလ်ကြီးကိုအားလုံးအတူတူကပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ခြင်းတရားတအားနည်းများမဆိုပါဝင်ကုသိုလ်ယူကြပါစို့လို့တိုက်တွန်းရင်ဘုန်းကြီးတို့အစီအစဉ်လေးကိုဆက်လုပ်ရအောင်အတိပေးတင်ပြပါတယ်အားလုံးဝမ်းမြောက်နှုတ်မောသာဓုခေါ်ဆိုကြပါစို့သာဓုသာဓုသာသမီးအကြပြူပြန်ဖိတ်ပါတယ်သမီးတက်စဉ်းစားခွင့်အချိန်ကြီး10မိနစ်လောက်ရသွားတယ်ဝမ်းသာပါတယ်ရှင်းနေပါတယ်အော်သမီးမျက်နာကိုမြင်တာနဲ့နောက်ကတက်ဆက်သူကျော်သူလင်းကအလူရှင်စင်းတွေထပ်တိုးရောက်နေပါတယ်လို့သတင်းပို့ပါတယ်အားလုံးပဲမုဒိတာပွားလို့ရအောင်ခဏနားထောင်ပေးစီလိုပါတယ်ကျွန်တော်တို့ရှင်ပြိုင်မှုဖြည့်ဆို့မှုအစဉ်စဉ်ကိုအားသွန်ခွန်ဆိုင်ကြိုးစားပြီးတော့ဒီနေ့ဒီအချိန်ဒီအဆင့်ထိရောက်အောင်စွမ်းဆောင်ခဲ့တဲ့ကျွန်တော်တို့အားလုံးအတွက်ဂုဏ်ယူရတဲ့ဝင်းနာဆုရှင်သမီးငယ်လေးအတွက်လူရှင်များကဂုဏ်ပြုထားတာရှိပါတယ်ကျွန်တော်နဲ့အတူမင်္ဂလာခမ်းနားလုပ်ငန်းများမှာအတူတကွလက်တွဲလှုပ်ဆောင်တဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေဖြစ်ပါတယ်ခင်ဗျာ My Dream One Stop Wedding Service and Event Planning ရဲ့ Chairman and Founder ဦးတန်းနိုင်နဲ့ Managing Director ဒေါ်စန္နာမိုးဆွေကနေသမီးလေးတွေချီးမြှင့်ငွေစုချင်းငွေ2သိန်းကျပ်ချီးမြှင့်ပါတယ်ခင်ဗျာဒါပြင်သမီးလေးတွေရန်ကုန်စာဖြေဌာနတာဝန်ခံပထမမြတ်ကုံသာသနာဗိမာန်တင်တန်းမှုဆရာတော်ဦးဝနတိရီမှစုချေးချီးမြှင့်ငွေ3သိန်း1000ကျပ်ထပ်မံလှူဒန်းပါတယ်ခင်ဗျာနဲတယ်များတယ်မဟုတ်ပါဘူးစုတွေတော်တော်တိုးလာပါပြီတမင်မေကုန်းလေးပြန်ပြီးတော့စလိုက်မယ်အားလုံးသောပရိသတ်တွေလည်းစိတ်ဝင်စားနေတယ်မြတ်စွာဘုရားရှင်ဒီယနေ့အချိန်ထိတတ်တော်ထင်ရှားရှိ၍နေသည်ကိုကျွန်ုပ်တို့အားလုံးဖူးတွေ့ခွင့်ရရှိနေအောင်မယ်ဆိုလျင်ဒီကနေ့အချိန်ထိနော်ဒီကနေ့အချိန်ထိနော်ဘုရားရှင်ရဲ့တတ်တော်မြည်မြရှိ၍နေမည်နီတမင်ဆက်ဖြေမလားရက်နေမလားဆက်ပြေပါမယ်ဗျာစုငွေ330မေကွန်ဆက်ဖြေမယ်လို့ဆုံးဖြတ်တဲ့တတိကိုဘုန်းကြီးတို့အင်မတန်ချီးကျူးပါတယ်ဒီမေကွန်တွေဟာ level မြင့်လေအတွက်ရအချက်ရခက်လေပဲ sorry 360မေကွန်တင်မသမီးဆက်ဖြေမယ်လို့ရွေးပြီးပြီဆိုလို့ရှိရင်တော့နောက်ပြန်လှည့်လို့မရဘူးအသက်ကိုဝအောင်ရှုဂုံဒူးအိမ်ကိုပိုင်ထတန်းချောင်းကနေပြီးတော့သမီးမတ်အိချပြူအတွက်ဂုံပြုစုငွေ9သိန်းကျပ်ချီးမြှင့်ပါတယ်အဖွင့်တို့ online ကနေပြီးတော့ Facebook ကနေကြည့်နေတဲ့ပုံကိုယ်တွေပါ TTC ကဆရာမကြီးနဲ့ကျောင်းသားများကိုလည်းပဲစိတ်ရှိလက်ရှိကြည့်ပြီးနေလို့ကျေးဇူးအများကြီးတင်ပါတယ်မိကုန်းနောက်တစ်ဆင့်ပဲကြံပါတော့တယ်စုငွေ360အချိန်မဆိုင်မဲနဲ့ပြိတ္တိအဖြေလေးကြည့်လိုက်ကြရအောင်A 2649နှစ် B 2549နှစ် C 2569 D 2614နှစ်သမီးတို့စဉ်းစားချိန်စက္ကန့်30
စတင်ပါပြီ ဖြေမှန်ရွေးလို့ရပါပြီ A 2649ပါဗျာ A 2649ဖြေပြောင်းမလား မပြောင်းတော့ပါဘူးဗျာ ဒီမိကုန်းပြီးနောက်တစ်ဆင့်မှကျွန်တော်တယ် တင်ပါ ဒီနေရာမှာချွတ်ချော်သွားပြီဆိုလို့ရှိရင်တော့သမီးတို့စိတ်မကောင်းစရာပဲဒါပေမဲ့ကြီးချွတ်နေတဲ့ပြည်သက်တွေချင်းမြင့်တဲ့စုံငွေက350နီးပါးရနေပြီသမီးအချာဖြူ340ရနေပြီကိုအောင်ထက်မတ်နီလာညွတ်တီတိတေနာပိဋကစာပေတက်ကလည်းပဲပိဋကစာပေနဲ့သင်္ကန်းတက်ကလည်းပဲစုငွေ3သိန်းကျပ်ချင်းမြင့်ပါတယ်သမီးမောတော့မသိဘူးဘုန်းကြီးမေကုန်းမေးရတဲ့ဆရာတော်တွေတော်တော်မောနေလောက်ပဲမြတ်စွာဘုရားရှင်သည်ယနေ့ချိန်ထိတတ်တော်ထင်ရှားရှိနေ၍ကျွန်တော်တို့ဖူးတွဲခွင့်ရနေအောင်မယ်ဆိုလျင်မြတ်စွာဘုရားရှင်ရဲ့တတ်တော်ဒီကနေ့မှာဘယ်နှစ်ရှိပြီလဲဆိုတဲ့မေကုန်းကိုသမီးက A 2649လို့ရွေးထားတယ် တင်ပါ ပြောင်းဖို့အစီအစဉ်ရှိမရှိ မရှိတော့ပါဘူးဗျာ အဖြေမှတ်ပေးပါအချိန်ကြီးဘုန်းကြီးတို့လင့်ပါလိမ့်မယ်အဖြေမှတ်ပေးပါသမီးကိုတစ်ခုလောက်မေးနေတာကအဲ့ဒီမေကုန်းအဖြေကိုရအောင်သမီးဘယ်လိုတွက်တယ်လဲ မဆာဗျာရှင်ဘရိနိဗ္ဗာန်ဆန္ဒခုနှစ်ကခရစ်တော်မပေါ်မီ944ခုနှစ်ပါဗျာအခုကခရစ်နှစ်2025ပါဗျာအဲ့နှစ်ခုကိုပေါင်းလိုက်တယ်ပြီးတော့မဆာဗျာရှင်ကတတ်တော်80မှာကွန်တော်နဲ့တက်ကြောင်းအဲ့ဒီ3ခုကိုထပ်ဆင့်ပေါင်းလိုက်တာပါဗျာ အလုံးပေါင်းတော့ 2649ပါဗျာ သမီးအဖြေသိကြပြီနော် A 2649ယုံကြည်ရင်ဆွဲကင်ထားလိုက်ဘေးကအမကြီးအေမီဇန်ကတော့အဖြေကြိုသိမလားမသိဘူးသူကလက်ခုပ်တော်တော်တီးတယ်သမီးသူ့ကိုယုံလို့ရှိရင်တော့မရွှေ့နဲ့တော့ပေါ့သမီးအဖြေ A 2649အတီးပြုပြီနော် ဒီလိုပါဗျာ ကိုကျော်တူလင်း တင်ပါဗျာ စုငွေလာဖို့ရှိလားအော်ဒုတိယအင်မီဇန်ရှိတယ်ဆရာမကြီးဒေါက်တာတွတ်တွယ်ဦး TTC ကျောင်းအောင်ကြီးကနေပြီးတော့သမီးအတွက်ရန်ကုန်တိုင်းဂုံဆောင်စုငွေကျ9သိန်းချင်းမြင့်ပါတယ်ဆရာမကြီးကလက်ငင်းစုချတာကျန်တဲ့စင်းတွေဘုန်းကြီးတို့မှတ်ထားတယ်နော် တင်ပါ အဖြေ A လို့ရွေးထားပါတယ်2649ကြတော့နေအဖြေမှန်ကြတော့နေအဖြေမှန်ရှင်ပြီးစေရမှာကမတ်အီမီဇန်နဲ့ရှင်ပြီးစေရမှာအဖြေမစစ်လို့ရပါပြီ ဒီတစ်ခါကျွန်တော်တို့ဆုံးဖြတ်ရမယ့်မေးခွန်းကသမီးလေးတွေစုချင်းငွေ360တန်မေးခွန်းဖြစ်ပါတယ်မေးခွန်းလေးကမြတ်စွာဘုရားရှင်သည်
ယနေ့ချိန်ထိတက်တော်ထင်ရှားရှိနေ၍အကျွန်ုပ်တို့ဖူးတွေ့ခွင့်ရှိနေကြအောင်မည်ဆိုလျင်ဖျားရှင်ရဲ့တက်တော်မြည်မြရှိ၍နေမည်နီလို့မေးထားပါတယ်။သမီးလေးကဒီမေးခွန်းရဲ့အဖြေကို2649လို့ဖြေဆိုထားပါတယ်။ဒွါဒသမအကျိန်မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲဝိနာဆုရှင်ရဲ့စုချင်းငွေ360တန်မေးခွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာအပျော်တွေအားလုံးဆက်လက်ပြီးတော့ကူးဆက်နေပါစေတို့နိုင်ငံကြီးလည်းပဲဒီလိုလေးအမြဲတမ်းပြောကြရပါစေလို့အမြဲတမ်းမေတ္တာဖို့ဆုတောင်းနေပါတယ်။သမီးရဲ့အောင်မြင်မှုအပျော်တွေနဲ့တို့နိုင်ငံကြီးအေးချမ်းတော့နော်မေတ္တာတက်တွေဖြန့်လိုက်ကြနော်။သမီးဣကြဗျူစုငွေ360ထိအပေါ်မပါသေးဘူးနော်စုငွေဒီမှာဆို45သိန်းနီးပါးရနေပြီ။သိန်း100နီးပါး။ပြကြတဲ့အိမ်မီဆန်ကတော့အပြည့်မှန်သွားတယ်နော်။မှန်ပါတယ်။သူပြောတာမှန်သွားတယ်ဒီခါတော့ယုံရမလို့ဖြစ်နေပြီကြီးစရာပြောတာပါဘုန်းကြီးတို့မေကုန်းစပြီးတော့မေးပါမယ်ဒီက320မေကုန်း final မေကုန်းဒီကနေ့ဘုန်းကြီးတို့တစ်နှစ်ပတ်လည်လုံးစီစဉ်နေတဲ့အစီအစဉ်အားလုံးရဲ့အနှစ်ချုပ်မေကုန်းမေကုန်းမလာခင်မှာတမီးဒီမေကုန်းကိုဖြေနိုင်ပြီဆိုလို့ရှိရင်တော့ပြီးတော့တလင်းတို့ကြီးညာပေးထားတဲ့အတိုင်းပဲ320ချက်ပေါ့ရရှိမယ်မေကုန်းမကြည့်နဲ့အောင်တမီးတင်တန်းချောင်းလည်းပဲ350 bonus ထပ်ပြီးတော့ဘုန်းကြီးတို့အဖွဲ့ရနေပြီးတော့အလူရှင်တွေရဲ့စုပေါင်းငွေနဲ့ခွဲပြီးချင်းမြင်ပေးမယ် bonus ငွေတွေလည်းပဲထပ်တိုးတွေရထားပြီးသွားပြီတမီးမေကုန်းမကြည့်သေးပဲနဲ့မေကုန်းမကြည့်နေအောင်နော်မေကုန်းမပြသေးဘူးမေကုန်းမကြည့်သေးပဲနဲ့တမီးဆက်ဖြေမလားရက်နေမလားမေကုန်းပြီးမေကုန်းပြမှာဒါအတီးပြတာမဟုတ်ဘူးနမူနာမေးတာဆက်ဖြေခြင်းလားလှည့်ပြန်ခြင်းလားဆက်ဖြေပါမဗျာဆက်ဖြေခြင်းနဲ့လက်ခုပ်လေးတီးပြီးတော့အားပေးစီလို့ပါတယ်စိတ်ကလေးကိုအေးအေးထားအချို့မေးခွန်းတွေကလွယ်မယောင်နဲ့ခတ်တယ်လို့အချို့မေးခွန်းတွေကခတ်မယောင်နဲ့လွယ်ပါတယ်။သမီးကြော်ဖြတ်ခဲ့တဲ့ဒီမေးခွန်းနံပါတ်6ထိအပွင့်လင်းဆုံးဝန်ခံရမယ်ဆိုလို့ရှိရင်ဒီအဆင့်ထိရောက်လာလိမ့်မယ်လို့မျှော်လင့်မထားမိပါဘူး။ဒါသမီးကိုအထင်သေးတာမဟုတ်ပါဘူး။ဘုံဘုံတို့မေးခွန်းစီမံတဲ့ဆရာတော်များရဲ့မေးခွန်းရဲ့တန်ဖိုးမြင့်ထားမှုကိုအလုံးသိအောင်ပြောပြတာပါ။အမှန်တကယ်တော့သမီးဣကြဗျူကဘုန်းကြီးတို့မျှော်မှန်းမထားတဲ့မေကွန်း level အထိနံပါတ်6ထိရောက်လာပါတယ်ဒီအတွက်ဂုဏ်ယူစွာနဲ့ကိုလိုင်ထွန်းဦးမတ်စုရင်မွန်တာမောင်ဖြိုးတေစာလင်း You Like Book Store ကနေပြီးတော့စုတော်ဝင်9သိန်းကျပ်ထပ်ဆောင်ခြင်းမြင်ပါတယ်သမီးတို့အပေါ်စု350ရှိသွားပြီမှန်ပါဗျာအပေါ်စု350ရှိသွားပြီ bonus ကဘယ်လောက်လဲအကုန်ပေါင်းပါလား50ရခုန bonus ပေးတဲ့ငွေကဘယ်လောက်ရသွားလဲ30 10 4သိန်း18သိန်းအဲ့ဒါပါတက်ပေါင်းရင်ဘုန်းကြီးတို့ဒီခန္ဓာသမီးစုရသွားပြီဆိုလို့ရှိရင်စုရသွားပြီဆိုလို့ရှိရင်တော့ TTC ဖွဲ့ရဲ့ထပ်ပြီးတော့ဂုံပြုတ်မဲ့ကွန်ပျူတာဖွဲ့ရအစဉ်သင့်သမီးကိုစောင့်နေသေးတယ်နော်ရလဲရသေးချင်းဒီမေကွန်းပြလိုက်လို့သမီးရက်လိုက်မယ်ဆိုလို့ရှိရင်လည်းဘုံဘုံကဘာမှပြဿနာမရှိဘူးဆက်ပြေလို့မှားမှာတော့ဘုံဘုံစိတ်ပူတယ်တင်ပါ
စိတ်ကလေးကိုညင်အောင်ထားတမာတိရှိထားဟုတ်ပြီနော်မိကွန်းစပြီးတော့ပြပါမယ်မြတ်စွာဘုရားရှင်သည်ဝေတာလီပြည်တွင်ရှိသည့်အခါယဟန်တို့တတိရှိလျက်စင်ကျင်လျက်နေရ၏လို့ယဟန်ငယ်တွေကိုကိလေသာစိတ်မျိုးသိပ်ထားနိုင်စေရန်မှားကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသည်။သမီးတို့စဉ်းစားကြည့်စက္ကန့်30စပါပြီ။ခဏလေး sorry မလို့ခဏလေးပါ။သမီးစဉ်းစားကြည့်အချိန်မမှတ်ပါနဲ့ဟုတ်။သမီးဒီမိကုန်းကိုတွေ့ပြီဟုတ်ပြီနော်။သမီးစဉ်းစားပါ။အေးစစ်စစ်စဉ်းစားပါ။320မိကုန်းသမီးဒါကိုဖြေနိုင်ပြီဆိုလို့ရှိရင်သမီးလည်းပဲ320ရမယ်။သမီးရဲ့တင်တန်းကြောင့်လည်းပဲ350အပိုဆောင်ထပ်ရမယ်။ဆက်ဖြေမလားရက်နေမလား ဆက်ပြေပါမယ်ဗျာ အဖြေ၄မျိုးမြတ်စွာဘုရားရှင်သည်ဒီမှာပေါ်လာပါလိမ့်မယ်သမီးဒီကိုကြည့်စကွန်ကြည့်မြတ်စွာဘုရားရှင်သည်ဝေသာလီပြည်တွင်ရှိစဉ်အခါယဟန်တို့တတိရှိလျက်ဆင်ကျင်လျက်နေရ၏လို့ယဟန်ငယ်တို့အားကိလေသာစိတ်မျိုးသိပ်ထားနိုင်စေရန်မှားကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသည်။ A တာလာဝရီပြည်တစား B အမ္ဘပါဠိပြည်တစား C တိတိမာပြည်တစား D ဝိမလာပြည်တစားသမီးစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီသမီးအဖြေရွေးပြပါမယ် B အမ္ဘပါဠိပြည်တန်ဆာမပါဗျာ B အမ္ဘပါဠိပြည်တစား ဒီမှာဗျာ အဖြေပြောင်းမလား မပြောင်းတော့ပါဘူးဗျာ အဖြေမှတ်ထားပေးပါ B အမ္ဘပါဠိဘုန်းကြီးတို့ယခုပထမဆုရှင်ရဲ့320အစီအစဉ်ဒါပထမဆုတက်ပေါ့ဒုတိယဆုရတဲ့လူရောလို့မေးစရာရှိလို့ရှိရင်ဒုတိယဆုသည်တက္ကနွယ်နဲ့မောင်ရွှေရိုးဘုရားကရာဘုရားဘူးပူဆောင်ရေးအဖွဲ့ကနေပြီးတော့9ရက်2ယောက်ခီးသွားအခမဲ့တတိယဆုအတွက်ဆိုလို့ရှိရင်တော့ Venus Star Travel and Tours နတ်သမီးကျယ်ဘုရားကရာဘုရားဘူးပူဆောင်ရေးကုမ္ပဏီကခီးသွား2ရက်9ရက်အခမဲ့ချိမိထားပါတယ်ကုသိုလ်ရှင်များကိုလည်းပဲအထူးပဲဂုဏ်ပြုအပ်ပါတယ်မြတ်စွာဘုရားရှင်သည်ဝေသာလီပြည်တွင်ရှိစဉ်အခါယဟန်တို့တတိရှိလျက်စင်ကျင်လျက်နေရအေဟုယဟန်ငယ်တို့ဟာကိရိတာစိတ်မျိုးသိပ်ထားနိုင်စေရန်မှာကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ပါသည်။သမီးရဲ့အဖြေက B အမ္ဘပါဠိပြည်တစားဟုတ်တယ်နော် ဒီမှာဗျာ အဖြေမှတ်ထားပြီးပြီလားအဖြေမှတ်ထားပြီးပြီလားဒီနေရာမှာတော့ပြင်ဘုန်းကြီးတို့သိအချိန်စောင့်လို့မရပါဘူးမားရင်မားတယ်မှန်ရင်မှန်တယ်နှခုံးပဲလာပါလိမ့်မယ်ဒီတော့ကျောင်းသားအကယ်၍မားသွားခဲ့လို့ရှိရင်လည်းပဲပြိဿများကကျောင်းသားကိုအထင်အမြင်သေးစရာမလိုပါဘူးအပြေမှန်သွားခဲ့ပြီဆိုလို့ရှိရင်လည်းခုနကကုသိုလ်ရှင်16ဦးရဲ့ပထမအထူးစုငွေတွေဟာသမီး320နဲ့အတူသင်တန်းဆရာတော်သင်တန်းမူသင်တန်းတောင်ကန်350အပေါ်ပေါ်နဲ့စုနဲ့အတူ
မိကုန်းတိုင်းမှာပေးတဲ့ဒိုင်ဆရာတော်များပေးတဲ့ဘောနက်ဆုငွေတွေအားလုံးရမယ် တမဖေ သမီးအကြဗျူ final chance ပေးမယ်အဖြေပြောင်းအောင်မလား final chance မပြောင်းတော့ပါဘူးဖေ မပြောင်းရတဲ့တတိကိုချီကျူးရင်လက်ကိုတီးပြီးတော့ကြဲကြဲလေးအားပေးယခုချိန်ထိတနေကုန်တာဝန်နေနဲ့ဆောင်ရွက်နေပင်ပန်းတော်လည်းပဲစောင့်ပြီးတော့အားပေးနေတဲ့ရောင်နေတဲ့ရင်ဝင်ကြီးချုပ်ကြီးကိုလည်းပဲအထူးပဲကျေးဇူးတင်ပါတယ်ပြည်သက်များကိုလည်းပဲဘုန်းကြီးတို့လေးစားပါတယ်ဘုန်းကြီးတို့ဟာအပြည့်မှန်တယ်မှားရင်မှားတယ်ပဲစီစဉ်ပေးရတာပါအကယ်၍ကျောင်းသားမကရုဏာတက်ပြီးတော့ကျောင်းသားအပြည့်မှားသွားလို့ဘုန်းကြီးတို့စုမချဘူးဆိုလို့ရှိရင်လည်းပဲဘုန်းကြီးတို့နားလည်ပေးဒါပေမဲ့သမီးတို့ TTC ကမာရွတ်ကျောင်းသားများကဂုံပြုတ်ဖို့အတွက်စဉ်းစားဆောင်နေတယ်တမီးကုနာမကြည့်ရအခုလှမ်းကြည့်စမ်းပါရဲ့ဂုံပြုတ်တက်ဖွဲ့အင်အား120ကျော်တယ်မင်္ဂလာပါတမီးစိတ်လေးကိုပေါ်လေးထားတမီးအပြေမှားသွားရင်ဘုံဘုံစိတ်ဆိုးမလား မဆိုးပါဘူးဖေ အပြေမှန်ရင်ဘုံဘုံခွဲပေးမလားမပေးနဲ့မယူနော်ဘုန်းကြီးတို့အဖြေမှန်တယ်အဖြေမှားတယ်စပြီးတော့ကြီးညာပါမယ်ဆရာမဒေါက်ခင်ခင်ဝင်းလှိုင်ကစုငွေကျက်တသိန်းချင်းမိပါတယ်တာတို့ခေါ်ပေးပါဒီစီစဉ်ပြီးတဲ့အခါမှာလည်းပဲအလူရှင်ဘုန်းကြီးတို့ခုနကဗိမ္မာန်ဒီကနေ့မှာစင်းတက်ပြီးတော့ပေးတဲ့အလူရှင်များအတွက်တခါကြီးဦးစိုးသိန်းကဘုန်းကြီးကိုစားဘုန်းကြီးတို့အဖွဲ့ကိုစားအလုံငယ်လက်ခံပေးနိုင်ပါရန်မေတ္တာကြိုးပြီးတော့မေတ္တာခံပေးထားပါတယ်ဒါကြီးခဏလေးပါနော်9မိနစ်လောက်ဘုန်းကြီးလည်းပဲဒီမိကုန်းအတွက်ရင်ခုန်ပါတယ်အမှန်မှန်တော့ကြီးညာပေးဖို့မဝတ်ပါဘူးမြတ်စွာဘုရားရှင်သည်ဝေသားလေးပြီး80ခါယဟန်တို့တတိရှိလျက်စင်ကျင်လျက်နေရအေးလို့ယဟန်ငယ်တို့ကိုကိလေသာစိတ်မျိုးသိမ်းထားနိုင်ဖို့အတွက်မှာကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါတနည်းကိုကျော်တော်လင်းဒီမှာဗျာဘုန်းကြီးကလည်းနောက်က ABC လာမေးတယ်ရွေးပြလိုက်တယ် A ဘုန်းကြီးကတော့အဖြေမှန်ပြီလို့ထင်တယ်လို့မထင်တယ်လို့နောက်ဆုံးတော့ကိုကျော်တော်လင်းနဲ့ပဲစုရီတော့ကျင်ညာပေးပြစီဦးမင်းနိုင်တစောတန်တာ Asia Rainbow မိသားစုကစုငွေ9သိန်းထပ်ပြီးတော့ချင်းမြင်ပါတယ်ပြောလားမမဆောင်းကလည်းပဲစုငွေ3သိန်းချင်းမြင်ပါတယ်အချိန်မဆိုင်တော့ပါဘူး A လို B လိုမသေးကြမရေရတဲ့မမဆောင်းရဲ့အဖြေမှန်ကြိုတင်သိစေရန်ကြံစီနေတဲ့မအီမီဇန်ရဲ့ကိုကျော်သွန်လင်းနဲ့ပဲဆက်ပြီးတော့ရှင်းလင်းပါရန်လို့ပန်ကြားပါတယ်ကိုကျော်သွန်လင်းအဖြေစစ်ပေးပါအားနာစရာမလိုပါဘူးရှင်းခုံအောင်ဆုံးချိန်ပါပဲဒီအဆင့်ထိရအောင်ကျွန်တော်ရဲ့သမီးငယ်လေးကကျွန်တော်တို့အားလုံးတူတူကြည့်ခဲ့ရတဲ့အတိုင်းပါပဲမိမိရဲ့စာဖြေဌာနကနေတဆင့်ဆိုင်ရာကဏ္ဍအသီးသီးအလိုက်ရှင်ပြိုင်မှုအဆင့်ဆင့်ကိုအားသွန်ခွန်စိုက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအကောင်းဆုံးကြိုးစားပြီးတော့ဖြည့်ဆို့လာနိုင်ခဲ့တာနောက်ဆုံး final မေးခွန်းအထိတက်လှမ်းလာနိုင်ခဲ့ပါပြီအခုသမီးငယ်လေးဖြည့်ဆို့လိုက်တဲ့ final မေးခွန်းဟာကျွန်တော်ဒီကနေ့ကျင်းပနေတဲ့ဒွါတသမအကျဉ်းမြန်မာနိုင်ငံလုံးဆိုင်ရာတုတ္တစုံလင်ဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲရဲ့ပန်းတိုင်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်
သမီးလေးရဲ့စုချေးငွေချက်320တန်မေကွန်မြတ်စွာဘုရားရှင်သည်ဝေသာလီပြည်တွင်ရှိစဉ်အခါယဟန်တို့တတိရှိလျက်စင်ကျင်လျက်နေရာဤလို့ယဟန်ငယ်တို့အားကိလေသာစိတ်မျိုးသိပ်ထားနိုင်စေရန်မှားချားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသနည်းဒီမိကွန်းရဲ့အဖြေကိုသမီးလေးက B အမ်ဘာပါလီပြည်တစားလို့ဖြေဆိုထားပါတယ်ဒွါဒသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံးလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲရဲ့နောက်ဆုံးအဆင့်စုချင်းငွေချက်320တန်မေကွန်ရဲ့စုချင်းငွေချက်320တန်မေခွန်ရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာミリクナス。
အခမ်းအနားစီစဉ်ရာဒေါ်ရသမကျိန်တုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲကြီးနှင့်ကုသိုလ်ပြုပါဝင်လူဒန်းထားပါသောစာပြေဌာနများနှင့်ဝိုင်းဝန်း၍ကူညီကြပါသောအဖွဲ့အစည်းများအားတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖွဲ့ကြီး၏ဥက္ကဋ္ဌဆရာတော်ဖြစ်တော်မူသောဒေါက်တာပန္တိတဘိက္ခုရှင်သူမြတ်မှကျေးဇူးတင်ဂုဏ်ပြုလွှာများရှိမြင့်ပေးရခြင်းစီစဉ်ဖြစ်ပါတယ်။တို့ဖြစ်ပါသောကြောင့်ကျေးဇူးတင်ဂုဏ်ပြုလွှာများရှိမြင့်ပေးအပ်တော်မူနိုင်ပါယံသုဒ္ဓဇုံလင်ဗုဒ္ဓဝင်ဖွဲ့ကြီး၏ဥက္ကဋ္ဌဆရာတော်ဖြစ်တော်မူသောဒေါက်တာပန္တိတဘိက္ခုရှင်သူမြတ်အားရိုသေလေးမြတ်စွာပင့်လျောက်အပ်ပါသည်ဆရာတော်ရှင်သူမြတ်ဖေဟာကျေးဇူးတင်ဂုဏ်ပြုလွှာများရှင်းပြပေးတော်မူနိုင်ပါယံသုဒ္ဓဇုံလင်ဗုဒ္ဓဝင်ဖွဲ့ကြီး၏ဥက္ကဋ္ဌဆရာတော်ဖြစ်တော်မူသောဒေါက်တာပန္တိတဘိက္ခုရှင်သူမြတ်အားရိုသေလေးမြတ်စွာပင့်လျောက်အပ်ပါသည်ဆရာတော်ရှင်သူမြတ်ဖေဟာဂုဏ်တုဆောင်ကုသိုလ်ရှင်ဂုဏ်ပြုမှတ်တမ်းလွှာများရှင်းပြပေးတော်မူနိုင်ပါယံအဖွဲ့ကြီး၏ဥက္ကဋ္ဌဆရာတော်ဖြစ်တော်မူသောဒေါက်တာပန္တိတဘိက္ခုရှင်သူမြတ်အားရိုသေလေးမြတ်စွာပင့်လျောက်အပ်ပါသည်ဆရာတော်ရှင်သူမြတ်ဖေဟာရှေးဥစွာမြေကြီးနားစာပြေဌာနသင်္นานတာဝန်ခံကျေးဇူးတင်ဂုဏ်ပြုလွှာနှင့်သုဒ္ဓဆုံလင်သင်ထောက်ကူစာအုပ်များလက်ခံရယူပေးနိုင်ပါယံစင်မြင့်ထက်သို့ပင့်လျောက်အပ်ပါသည်ဆရာတော်ရှင်သူမြတ်ဖေဟာသာဓုသာဓုသာဓုဆက်လက်၍သုဒ္ဓဇုံလင်ဗုဒ္ဓဝင်အဖွဲ့၏တတိယဆုရှင်အားဒုတိယဆုရှင်အားဗုဒ္ဓဂယာဖျားပူအခမဲ့ပို့ဆောင်လှူဒန်းခြင်းလှူဒန်းထားပါသောမောင်ရွှေရိုးဗုဒ္ဓဂယာဖျားပူအဖွဲ့လူရှင်များကုသိုလ်ရှင်ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ပါယံစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်သာဓုသာဓုသာဓုဆက်လက်၍ဤသုဒ္ဓဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲကြီးခမ်းနားတိုက်မြိုက်စွာပြည်စီအောင်မြင်နိုင်ရေးအတွက်ပါဝင်ဆောင်ရွက်တိခတ်ပေးကြတဲ့လေ့ကျင့်ရေးထက်တန်းကြောင်းကမာရွတ် TTC ဘင်ခရာအဖွဲ့တာဝန်ရှိဆရာမကြီးနဲ့တာဝန်ရှိပုဂ္ဂိုလ်များအားကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ပါယံစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ဦးဇင်းတို့နော်စုများကြီးညာကျေးဇူးတင်ဂုဏ်ပြုလွှာများကြီးညာနေစေချိန်ကာလမှာပဲတခါကြီးဦးစိန်မော်မှတဆင့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကြီးမှဗိမာန်တော်ကြီးတိဆောက်နိုင်ရေးအတွက်300ကျပ်ထပ်မံ၍လူဒန်းထိပေးအပ်ပါတယ်သာဓုသာဓုသာဓုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းမှဦးဇင်းတို့ရဲ့သုဒ္ဓဇုံလင်ဗုဒ္ဓဝင်ဗိမာန်တော်ကြီးလင်းမြန်စွာပြည့်မြောက်အောင်မြင်နိုင်ရေးအတွက်ဗိမာန်ကုသိုလ်တော်လူ300ကျပ်ထပ်မံ၍လူဒန်းထားတာဖြစ်ပါတယ်ဦးဇင်းတို့ပထမအကြိမ်မှာလည်းပဲရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
သိန်း300ကျပ်လူဒန်းထားမှုအားကုသိုလ်ရှင်ဂုံပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့အားစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ဗိမာန်ကုသိုလ်တော်လူသိန်း300ကျပ်ဆက်ကလူဒန်းထားပေးပါသောရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်များအားစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်သာဓုသာဓုသာဓုဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ပါရန်စင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာထောက်ကူပြုလုပ်ငန်းကော်မတီကုသိုလ်ရှင်ဂုဏ်ပြုမှတ်တမ်းကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ပါရန်ဖိတ်ကြားအပ်ပါတယ်သာဓုသာဓုသာဓုဆက်လက်၍သုဒ္ဓဇုံလင်ဗုဒ္ဓဝင်ဖြူဆိုပူဇော်ပွဲကြီးမှာနှစ်စဉ်မပြတ်ကုသိုလ်ပါဝင်၍အခမ်းအနားမှုဖြင့်ဆောင်ရွက်ပေးပါသောကိုလင်းအိမ်ထင်အားကျေးဇူးတင်ဂုဏ်ပြုလွှာလက်ခံရယူပေးနိုင်ပါရန်ဖိတ်ကြားအပ်ပါတယ်သာဓုသာဓုသာဓုဆက်လက်၍သုဒ္ဓဇုံလင်ဗုဒ္ဓဝင်ဖွဲ့ကြီးဖြည့်ဆိုပူဇော်ပွဲအသီးသီးမှာကုသိုလ်ပါဝင်အားဖြည့်ထားခဲ့တဲ့အခမ်းအနားမူမမေမိုးကျော်အားကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ပါရန်ဖိတ်ကြားအပ်ပါတယ်အခမ်းအနားမူမမေမိုးကျော်အားကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ပါရန်ဖိတ်ကြားအပ်ပါတယ်သာဓုသာဓုသာဓုဆက်လက်၍ဒေါ်တသမအကျိန်စုရှိမြင့်ခြင်းဆိုင်ရာမတ္တီအလူငွေအနေနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ96သိန်းလူဒန်းထားမှုအားစက္ကန့်လူဒန်းပေးနိုင်ပါရန်ဝန်ကြီးချုပ်နှင့်ဖွဲ့အားစင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ကပိယကာရကအနေနဲ့ဒကာကြီးဦးစိန်မော်နဲ့ဗန္ဒာယမှုကြီးဒေါက်တာမြတ်တီတာဆွေတင်တို့မှာဆောင်ရွက်ပေးပါရန်မေတ္တာရက်ခံအပ်ပါတယ်ဒေါက်တာသမအကျိန်စုရှိမြင့်ခြင်းဆိုင်ရာမတ္တီအလူငွေနေနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးဦးစိုးသိန်းနဲ့ဖွဲ့မှာ96သိန်းလူဒန်းထားတာဖြစ်ပါတယ်သာဓုသာဓုသာဓု
ဆက်လက်ပြီးတော့ဗိမာန်တော်ကုသိုလ်အနေနဲ့ဝန်ကြီးဦးစိုးသိန်းနဲ့အစိုးရအဖွဲ့မှရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့အစိုးရအဖွဲ့မှဗိမာန်ကုသိုလ်တော်လူသိန်း200ကျပ်ဆက်ကပ်လူရန်ပေးပါရန်လေးမြတ်စွာပန်ကြားအပ်ပါတယ်သာဓုသာဓုသာဓုလက်ခံရယူပေးပါသောဥက္ကဋ္ဌဆရာတော်ဘုရားနှင့်လူရန်ပေးပါသောရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့အားကျေးဇူးတင်အပ်ပါတယ်โอเคယခုစီစဉ်ကတော့ဒီကနေ့ဒွါဒသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲမှာဝင်းနာစုကိုစုချင်းငွေကျပ်320တန်းအထိအောင်မြင်စွာစုခူးရရှိခဲ့တဲ့ဝင်းနာစုရှင်သမီးငယ်လေးကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကိုတိုင်ချီးမြှင့်ပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာဝင်းနာစုရှင်သမီးငယ်လေးအားလက်ခံရယူပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဂုံပြူလက်ခုပ်တန်အကျယ်ဆုံးနဲ့ချီးမြှင့်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ထပ်မံပြီးတော့ဝင်းနာစုရရှိတဲ့သမီးငယ်လေးအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကစုချီးမြှင့်ငွေ15သိန်းထပ်မံချီးမြှင့်ပါတယ်ခင်ဗျာယခုကဲ့သို့ဒီနေ့ဒွါဒသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲကိုအချိန်များစွာပေးကကိုယ်တိုင်ကိုကြကြွရောက်ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီးစုငွေများလှူဒန်းငွေများကိုပါဝင်လှူဒန်းကုသိုလ်ပြုပေးခဲ့ပါတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်တကွအဖွဲ့ဝင်များအားလုံးကိုအထူးလှိုင်လဲစွာကျေးဇူးတင်ပါကြောင်းလေးစားစွာမှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာထပ်မံ၍ပထမဝင်းနာစုရှင်အားလှူဒန်းထားတဲ့အလှူရှင်များကလည်းပဲထပ်မံ၍ကိုယ်တိုင်ကိုယ်ကြလှူဒန်းပေးနိုင်ပါရန်စင်မြင့်ထက်သို့ဖိတ်ကြားမှာဖြစ်ပါတယ်
ဝင်းတော်ဆုရှင်သမီးငယ်လေးအတွက်အသီးသီးချီးမြှင့်ထားတဲ့လူနှန်းငွေများဖြစ်ပါတယ်ပထမဆုတွင်ဆုချင်းငွေ12သိန်းပါဝင်ချီးမြှင့်ပေးပါတော့ဦးမြင့်စောဒေါ်ဝီဝင်းသမီးစောင်းမေဦးဂျွန်ဝီရီထွန်းကမ်ပဏီလီမိတက်အားစင်မြင့်ထက်သို့ကြွားရောက်၍သမီးငယ်လေးထံကိုကိုယ်တိုင်ကိုယ်ကျလူဒန်းဂုဏ်ပြုပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ကျွန်တော်တို့အလူရှင်တွေအားလုံးနဲ့သမီးငယ်လေးနဲ့အတူမှတ်တမ်းနဲ့ဓာတ်ပုံဆက်လက်ရိုက်ကူးပါမယ်အလူရှင်မိသားစုများဖြစ်တဲ့ဦးမြင့်စောဒေါ်ဝီရီဝင်းသမီးစောင်းမေဦးဂျွန်ဝီရီထွန်းကမ်ပဏီလီမိတက်မဟာတတ္တမဇောတိကတစမဟာအာဘိဓမ္မိကကလျာဏညာနာတစတန်ယုတ်တနိကာယကောဝိတဗုဒ္ဓဝန္တဝိသိဋ္ဌဂုဏတရာဂုံတူးဆောင်နာယကဆရာမကြီးဒေါ်မေပလဲဦးမောင်မောင်ဆွေတင်တိဟသူဓမ္မသိင်္ဂီဒေါက်တာမြတီတာဆွေတင်ဦးတန်းဦးဒေါ်ခင်ခင်လင်းသမီးချောစုသဇင်မိသားစုဦးအောင်တန်းဒေါ်မလာခိုင်မိသားစုရွှေဦးရွှေဆိုင်ဒေါ်နီနီစိုးနေမိသားစုဒေါက်တာဝင်းမြင့်အကမဟာတိရိသူဓမ္မသိင်္ဂီဒေါ်ခိုင်ခိုင်ဦးမြတ်မြတ်တာမွန်မိသားစုဒူရဲမူကြီးငင်းညွန့်ညွန့်ထေးဂုံတူးဆောင်နာယကကြီး Twinkle University ဒေါ်မြတ်မြတ်အကမဟာတိရိသူဓမ္မမဏီဇောတာဒရာဦးဇေယသူရမောဒေါက်တာဒေါ်ခိုင်ခိုင်မြင့် RGK ZNA Group Company Limited မိသားစုပမခချုပ်ဒေါက်တာနှင်းနှင်းအေးအကမဟာတိရိသူဓမ္မမဏီဇောတာဒရာဝနကျော်ထင်ဦးစောမိုးခိုင်အကမဟာတိရိသူဓမ္မသိင်္ဂီဒေါက်တာစောနေနွယ်သမီးမမီမီမိုးသားမောင်စောလူထက်မိသားစုအကမဟာတိရိသူဓမ္မမဏီဇောတာဒရာဝနကျော်ထင်ဦးစောမိုးခိုင်အကမဟာတိရိသူဓမ္မသိင်္ဂီဒေါက်တာစောနေနွယ်သမီးမမီမီမိုးသားမောင်စောလူထက်မိသားစုဦးမြင့်ဦးလွင်ဒေါ်မြင့်မြင့်မောင်မိသားစုကြိုက်ခမီမိခင်ကြီးဒေါ်ကြီးခင်အားရည်စု၍ဖခင်ကြီးဦးစန်းထွန်းဦးအားအမှုထားကမက်ချီလဲလဲဦးမောင်နှမတစုခိတစင်ကာပူဦးအောင်မိုးဒေါ်စိုးမြတ်တန်တာကန်နီလီမိတက်မိသားစုဒေါ်နိုင်နိုင်ဦးအောင်ကျော်စောသူဓမ္မသိင်္ဂီဒေါ်တင်တင်အေးတာမောင်ကောင်းနေထုတ်မောင်အောင်ဘုံမြတ်ထွန်းတောက်ကုမ္ပဏီမိသားစုတို့မှလည်းပဲစုအလူရှင်ကုသိုလ်တော်ငွေ330ကျပ်ကုသိုလ်ပါဝင်လှူဒန်းထားတာဖြစ်တဲ့အတွက်ကြောင့်စင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ဦးအောင်ကျော်စောသူဓမ္မသိင်္ဂီဒေါ်တင်တင်အေးတာမောင်ကောင်းနေထုတ်မောင်အောင်ဘုံမြတ်ထွန်းတောက်ကုမ္ပဏီမှလူဒန်းထားတဲ့စုအလူရှင်330ကျပ်အားဒေါ်ဝင်းမြမြမှာကိုစားတက်ရောက်ရှင်းပြပေးပါရန်ဖိတ်ကြားအပ်ပါတယ်ဦးမောင်မောင်ဆွေတင်တီဟာသူဓမ္မသိင်္ဂီဒေါက်တာမြတီတာဆွေတင်ဗန္ဒာယီမူကြီးမိသားစုကလည်းပဲပထမဝင်းနာဆုရှင်အား12သိန်းကျပ်ပါဝင်လှူဒန်းထားတာဖြစ်တဲ့အတွက်ကြောင့်စုငွေများရှိမြင့်နိုင်ပါရန်စင်မြတ်ထက်သို့ဖိတ်ကြားအပ်ပါတယ်ဦးမောင်မောင်ဆွေတင်တီဟာသူဓမ္မသိင်္ဂီဒေါက်တာမြတီတာဆွေတင်ဗန္ဒာယီမူကြီးမိသားစုပထမဝင်းနာဆုရှင်အားစုငွေရှိမြင့်ပေးနိုင်ပါရန်စင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်အလေရန်ပထမအထူးစုဝင်းနာဆုရှင်အားစုအလှူတော်ငွေလှူဒန်းထားပါသောဦးမောင်မောင်ဆွေတင်တီဟသူဓမ္မသိင်္ဂီဒေါက်တာမြတီတာဆွေတင်သုဒ္ဓစုံလင်ဗုဒ္ဓဝင်ဖွဲ့ကြီးဗန္ဒာယီမူကြီးစု
စုငွေရှိမြင့်နိုင်ပါရန်စင်မြင့်ထက်သို့ဖိတ်ကြားအပ်ပါတယ်ဗန္ဒာယီမူဤဒေါက်တာမြတ်တီတာဆွေတင်ကိုယ်တိုင်ကိုကြစုရှိမြင့်နိုင်ဖို့ဖိတ်ကြားအပ်ပါတယ်အလူရှင်များကနေပြီးတော့တဦးလင်12သိန်းကျပ်နဲ့စုပေါင်းပြီးတော့ပထမဝိနာစုရှင်အားလူဒန်းထားတဲ့ကုသိုလ်ရှင်များဖြစ်ပါတယ်အလုံးဘောမြဝန္တာတာဓုခေါ်ဆိုပေးနိုင်ကြရရင်ဖြစ်ပါတယ်သာဓုသာဓုသာဓုဆက်လက်ပြီးတော့ယခုလိုမအိကြဖြူဝိနာစုရနိုင်ဖို့အတွက်သင်ကြားပေးပါတော့ဗုဒ္ဓမာမကဗုဒ္ဓယဉ်ကျေးမှုအသင်းဆရာတော်ဗတ္တန္တသူနန္ဒအရှင်သူမြတ်အားလည်းပဲဗုဒ္ဓဝန္တဗုဒ္ဓဝိသိဋ္ဌနေယဒေတကစုလက်ခံရယူပေးနိုင်ပါရန်စင်မြင့်ထက်သို့ရိုသေလေးမြတ်စွာပေးလျောက်အပ်ပါသည်ဆရာတော်ရှင်သူမြတ်ဖေဟာဗုဒ္ဓဝန္တဗုဒ္ဓဝိသိဋ္ဌနေယဒေတကစုရရှိတော်မူပါသောသုဒ္ဓဆုံးလင်ဗုဒ္ဓဝင်ဖွဲ့ကြီးဒုတိယဥက္ကဋ္ဌဖြည့်ဆူပူဇော်ဝဲဆိုင်ရာဥက္ကဋ္ဌဖြစ်တော်မူသောဒေါက်တာဗတ္တန္တသူဇနကရှင်သူမြတ်ဖေဟာဗုဒ္ဓဝန္တဗုဒ္ဓဝိသိဋ္ဌနေယဒေတကစုရှင်းမြင့်ပေးတော်မူနိုင်ပါယံရိုသေလေးမြတ်စွာပင်းလျောက်အပ်ပါသည်ဆရာတော်ရှင်သူမြတ်ဖေဟာသမီးဣကြဖြူပါဘေးကရက်လိုက်ပါနော်ဘေးလေးကရက်လိုက်ပါယခုကဲ့သို့ပထမဝိနာစုအပြင်သိန်း120မိခိုးများကိုလည်းပဲအခက်ခဲမရှိဖြည့်ဆို့ပူဇော်နိုင်ရန်သင်ကြားပေးပါသောရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ဗုဒ္ဓမာမကဗုဒ္ဓယဉ်ကျေးမှုအသင်းရဲ့ဆရာတော်ဗတ္တန္တကုသနန္ဒရှင်သူမြတ်သည်မြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆုံးလင်ဗုဒ္ဓဝင်ဖွဲ့ကြီး၏ဒေါ်တသမအကျိန်ဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲကြီး၌အဖဥစိန်ဝင်းဤသမီးမအိကြာဖြူကိုဗုဒ္ဓဝန္တဗုဒ္ဓတရဘွဲ့တစိတ်ကိုစွတ်ခူးနိုင်အောင်သင်ကြားပြသပေးနိုင်ပါသဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆုံးလင်ဗုဒ္ဓဝင်ဖွဲ့ကြီးကဗုဒ္ဓဝန္တဗုဒ္ဓဝိသိဋ္ဌနေယဒေတကစုကိုရှိမြင့်အနှင်းခြင်းဖြစ်ပါတယ်ဖေဟာတောပြပါတော့ကြောင့်သုဒ္ဓဆုံးလင်ဗုဒ္ဓဝင်ဖွဲ့ကြီးဒုတိယဥက္ကဋ္ဌဖြည့်ဆို့ပူဇော်ဝဲဆိုင်ရာဥက္ကဋ္ဌဖြစ်တော်မူသောဒေါက်တာသူဇနကရှင်သူမြတ်မှာရှင်းမြင့်ပေးရန်ဖြစ်ပါတယ်ဗျာသာဓုသာဓုသာဓု
ဖိတ်ခေါ်ပါသည်အောင်မြင်ပါပြီနောက်စင်လာပြီဒီစင်တဲ့တိုင်းစင်တွေကြစို့ဖိတ်ခေါ်ပါသည်ဘုရားပါတာသာသနာလူမျိုးမြတ်လို့စီရင်စီရင်ခြင်းပါကစုံလာပြီဗုဒ္ဓနေ့မှာဗုဒ္ဓကြောင့်ရဆုံးနေစွာသိရှိစေဖို့တိုက်တွန်းလို့ဆိုတာကဘာရင်ငင်းချမ်းဖို့ရာဗုဒ္ဓဆုံးမညွှန်ပြတာဘုရားဝင်ဆိုင်ရာသုတ္တဆုံးလေးမှာလိလာတိယူကအမျိုးကုန်ထေဝါဘုရားဝင်ဆိုင်ရာသုတ္တဆုံးလေးမှာလိလာတိယူကအမျိုးကုန်ထေဝါအမျိုးဘာသာတာတရာချစ်မြတ်လို့လူတန်မိုးထားစီရာဗုဒ္ဓဆုံးမညွှန်ပြတာဘုရားဝင်ဆိုင်ရာသုတ္တဆုံးလေးမှာလိလာတိယူကအမျိုးကုန်ထေဝါဘုရားဝင်ဆိုင်ရာသုတ္တဆုံးလေးမှာလိလာတိယူကအမျိုးကုန်ထေဝါအမျိုးဘာသာသာသနာချစ်မြတ်လို့လူတန်မိုးထားစီရာဖိတ်ခေါ်ပါသည်အောင်မြင်ပါပြီနောက်စင်လာ၏ဒီစင်တဲ့တိုင်းစင်တွေကြစို့ဖိတ်ခေါ်ပါသည်အောင်မြင်ပါပြီနောက်စင်လာ၏ဒီစင်တဲ့တိုင်းစင်တွေကြစို့ဖိတ်ခေါ်ပါသည်အောင်မြင်ပါပြီနောက်စင်လာ၏ဒီစင်တဲ့တိုင်းစင်တွေကြ
လေးစားပါတော့ဧပရိသတ်ပေါင်းတို့ခမညာအခုဆိုရင်မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်အဖွဲ့ကြီးကနေကြီးမှုကျင်းပခဲ့တဲ့ဒွါဒသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖြည့်စုပူဇော်ပွဲအခမ်းအနားကြီးကတော့အောင်မြင်စွာဖြင့်ကျင်းပဆောင်ရွက်နိုင်ခဲ့ကြပြီဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ကျင်းပအောင်မြင်ခဲ့ပြီးဖြစ်တဲ့ဒွါဒသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖြည့်စုပူဇော်ပွဲအခမ်းအနားကြီးကိုဆရာတော်တန်ဃာတော်အရှင်သူမြတ်များဦးဆောင်တော်မူ၍ဧပရိသတ်အားလုံးတို့ကဗုဒ္ဓသာသနာစီတံတိတ်တတု၃ချိန်ရွတ်စုဆုတောင်းကအခမ်းအနားကြီးကိုအောင်မြင်စွာရုပ်သိမ်းပေးတော်မူပါယံဖျားတပည့်တော်ခြေတော်ဆုံးဥခတ်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဆရာတော်တန်ဃာတော်အရှင်သူမြတ်တို့ဖျား ဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုသာဓုသာဓုသာ